နာလားဒီနေ့28ရက်နေ့လောက်တာအကုန်ပြိုကြကုန်ပြီကျောင်းမှာကျောင်းမှာဘာသာရေးသင်နေတဲ့ကလေးတွေလည်းအကုန်ခိုင်းကုန်ပြီအိမ်တွေလည်းကုန်ပြီကြောင်မှာနော်နောက်သက်တွဲကြောင်မှာခလေးတွေကိုကြီးကလေးတွေရောနောက်သက်တွဲကြောင်မှာနော်နည်းနည်းလေးကြံနိုင်နေတယ်နော် မိုက်ကလေးတွေရောကိုကြီးကလေးလူကြီးတယ်နော်လူကြီး